မိတ်ဆွေတို့အနေနဲ့ဘဝမှာကိုယ်လက်လှုပ်ရှားမှုနည်းပြီးပင်မနှွမ်းနေတာမျိုးခံစားမှုပါသလားဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ကျမ်းမာပျော်ရွှင်တဲ့ဘဝကိုတည်ဆောက်လိုသူတိုင်းအတွက်အလွန်အရေးပါပါတယ်အထူးသဖြင့်ကြွတ်သားရဲ့စွမ်းနာကမိတ်ဆွေတို့ရဲ့ဘဝကိုဘယ်လိုပြောင်းလဲပြီးနိုင်မလဲဆိုတာမိတ်ဆွေတို့မသိသေးတဲ့ရှုဝက်ချက်တွေရှိနေပါသေးတယ်နော်ဒီရှုဝက်ချက်တွေကိုဖော်ထုတ်ပေးမဲ့ကြွတ်သားတာအောက်လုံးကြီးအရှင်သခင်ဆိုတဲ့စာအုပ်ကိုစိတ်ဝင်စားစားလေ့လာကြည့်ကြရအောင်ပါဒီစာအုပ်ကို Gabriel Lyon ဆိုတဲ့စာရေးဆရာကပြုစုထားတာဖြစ်ပြီးဘဝရဲ့ကဏ္ဍအသီးသီးကိုပြောင်းလဲပေးနိုင်တဲ့ကြွတ်သားရဲ့စွမ်းဟာတွေကိုအသေးစိတ်ဖော်ပြထားပါတယ်ကြွတ်သားတွေကဘလောက်အစွမ်းထက်လဲဆိုရင်ယောဂအမျိုးမျိုးကိုခုခံနိုင်စွမ်းကိုတိတိတတ်တာတိုးတက်စေတယ်လို့ဆိုပါတယ်လူခန္ဓာကိုယ်ရဲ့စုစုပေါင်းကြွတ်သားရဲ့၄ပုံတစ်ပုံကအယိုးကြွတ်သားတွေဖြစ်ပြီးဒါတွေကိုလေ့ကျင့်ပေးခြင်းအားဖြင့်ခန္ဓာကိုယ်ရဲ့ကောင်းမွန်တဲ့လှုပ်ဆောင်မှုတွေကိုထောက်ပံ့ပေးနိုင်ပါတယ်ဒီလိုကြွတ်သားတွေရဲ့နောက်ထပ်အကျိုးကျေးဇူးတွေကစိတ်ကိုပါဘလို့ပြောင်းလဲပေးနိုင်မလဲဆိုတာကိုလည်းဆက်လက်ကြည့်ရှုရပါဦးမယ်ကြွတ်သားတွေကြုံသွားတဲ့အခါမာယိုကိုင်းလို့ခေါ်တဲ့ဓာတ်ပစ္စည်းလေးတွေထွက်လာပါတယ်ဒီမာယိုကိုင်းတွေကခန္ဓာကိုယ်အနှံ့ပြားကဆဲတွေကိုအကျိုးသက်ရောက်စေပြီးမှတ်ဉာဏ်နဲ့သင်ယူနိုင်စွမ်းတို့ပါတိုးတက်စေတယ်လို့ဆိုပါတယ်ဒါဆိုဒီဓာတ်ပစ္စည်းတွေကဘလို့အလုပ်လုပ်လဲဆိုတာကိုသိရင်မိတ်ဆွေတို့ရဲ့နေ့စဉ်ဘဝမှာအန်တိုးဆက်ကောင်းတဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်ကြွတ်သားတွေကစားလိုက်တဲ့အစားအစာကနေရတဲ့စွမ်းရည်တွေကိုဘယ်လိုအသုံးပြုလဲဆိုတာမိတ်ဆွေတို့သိပါသလားကြွတ်သားတွေကခန္ဓာကိုယ်ရဲ့ပါဝါစက်ရုံတွေလိုဖြစ်တဲ့မိုက်တိုကွန်ဒရီယာတွေကိုပိုမိုထုတ်လုပ်နိုင်အောင်ကူညီပေးပါတယ်ဒီလိုဖြစ်လာတဲ့အခါခန္ဓာကိုယ်ကတကြားဓာတ်ကိုပိုမိုထိရောက်စွာလောင်ကျွမ်းစေပြီးကျန်းမာရေးအတွက်အလွန်အရေးကြီးတဲ့အကျိုးကျေးဇူးကိုရရှိစေပါတယ်ဒါကြောင့်ကြွတ်သားတွေကခန္ဓာကိုယ်ရဲ့စွမ်းအင်ထုတ်လုပ်မှုကိုဘယ်လိုအဆင့်မြင့်ပေးနိုင်တယ်လဲဆိုတာကိုမိတ်ဆွေတို့စဉ်းစားမိပါပါကြွတ်သားလေ့ကျင့်ခန်းလုပ်ပြီးရင်တော့မှခန္ဓာကိုယ်ကနောက်ထပ်နှစ်ရက်အထိဂလူးကို့စ်ကိုဆက်ပြီးစုပ်ယူအသုံးပြုနေပါတယ်ဒါကြောင့်မိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်ကအားရင်တွေပြေဝနေပြီးနောက်ထပ်လေ့ကျင့်ခန်းတွေအတွက်လည်းစွမ်းရည်တွေအသင့်ထက်နေပါတယ်ကြွတ်သားတွေကျန်းမာရေးမကောင်းတဲ့အခါခန္ဓာကိုယ်ကလိုအပ်တာတွေကိုမစုပ်ယူနိုင်ပဲယောဂတွေရဲ့အစာကိုဖြစ်စေနိုင်ပါတယ်ဒါဆိုဒီလိုဖြစ်မလာအောင်ဘယ်လိုအစားအသောက်ပုံစံမျိုးကိုကျင့်သုံးသင့်လဲဆိုတာကိုမိတ်ဆွေတို့စိတ်ဝင်စားမှာပါကြွတ်သားတွေကိုတည်ဆောက်ဖို့အတွက်အစားအသောက်ကအဓိကအရေးကြီးပါတယ်အထူးသဖြင့်ပရိုတင်းဓာတ်ကကြွတ်သားတွေရဲ့မရှိမဖြစ်အစိတ်ပိုင်းဖြစ်လို့အစားအသောက်မှာပရိုတင်းကိုဦးစားပေးထိုက်သွင်းစားသုံးရပါမယ်ပရိုတင်းကိုကိုယ်အလေးချိန်ကီလိုဂရမ်ကိုအနည်းဆုံး2000 ဂရမ်လောက်စားပေးဖို့လိုအပ်ပါတယ်ဒါပေမဲ့ပရိုတင်းစားတဲ့အခါစုစုပေါင်းကယ်လိုရီပမာဏကနေတွက်ချက်တာမျိုးမလုပ်ပဲပရိုတင်းရဲ့ကိုယ်ပိုင်အရေးပါမှုကိုပဲဦးစားပေးရပါမယ်ကာဘိုဟိုက်ဒရိတ်တွေကတကြားဓာတ်ကိုမြင့်တက်စေပြီးရောင်ရမ်းမှုကိုဖြစ်စေနိုင်တာကြောင့်ပမာဏကိုထိန်းချုပ်ဖို့လိုအပ်ပါတယ်ကာဘိုဟိုက်ဒရိတ်နဲ့ပရိုတင်းဓာတ်ကိုတစ်နဲ့တစ်အချိုထားစားပြီးတနက်စာမှာဂရမ်30ကနေ50အတွင်းစားသုံးပေးပါအဆီဓာတ်ကလည်းဦးနှောက်နဲ့ဆဲရီအတွက်အရေးကြီးပေမဲ့အရေးသွေးကောင်းမွန်တဲ့အဆီတွေကိုပဲရွေးချယ်သင့်ပါတယ်ဒီအစီကောင်းတွေကိုဘယ်လိုမျိုးအစားအသောက်တွေကနေအလွယ်တကူရနိုင်မလဲဆိုတာသိဖို့လိုအပ်ပါတယ်အစားအသောက်စီစဉ်တဲ့အခါအဓိကအချက်၃ချက်ကိုမှတ်သားထားပါပထမအချက်ကအရေးသွေးမြင့်တဲ့အစားအစာတွေကိုပဲအမြဲရွေးချယ်စားသုံးဖို့ပါဒုတိယအချက်ကကာဘိုဟိုက်ဒရိတ်ကိုအသီးရွက်တွေကနေအဓိကရယူဖို့ဖြစ်ပါတယ်တတိယအချက်ကတော့ကိုစားတဲ့အစားအစာပမာဏကိုသိရှိဖို့အတွက်အလေးချိန်တာမျိုးကိုအစားပိုင်းမှာပြုလုပ်ပေးဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီထက်ပိုပြီးထိရောက်တဲ့အစားအသောက်ပုံစံတွေဘယ်လိုမျိုးရှိနေဒီလဲဆိုတာကိုမိတ်ဆွေတို့သိချင်နေမှာပါ။ကြွတ်သားတက်စီဖို့အကောင်းဆုံးနည်းလမ်းတွေကတစ်ခုကတော့မနက်စာမှာပရိုတင်းဓာတ်ကိုဦးစားပေးစားသုံးတာပါပဲ။အမှန်တကယ်ဗိုက်စာတာနဲ့စိတ်ကူးနဲ့ဗိုက်စာတာကိုခွဲခြားသိမြင်ဖို့လည်းအရေးကြီးပါတယ်။စိတ်ကူးနဲ့ဗိုက်စာတာကစိတ်ဖိစီးမှုတွေအကျင့်စရိုက်တွေကြောင့်ဖြစ်တတ်ပြီးအမှန်တကယ်ဗိုက်စာတာကတော့ခန္ဓာကိုယ်ကစွမ်းအင်လိုအပ်လို့ဖြစ်တာပါဒါကြောင့်မိတ်ဆွေတို့ကအမှန်တကယ်လိုအပ်တဲ့ပမာဏကိုပဲစားသုံးတတ်ဖို့ကိုယ်စိတ်ကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်ကြွတ်သားကြီးထွားဖို့အတွက်အစားအသောက်နဲ့လေ့ကျင့်ခန်းအပြင်အနားယူချိန်နဲ့ပြန်လည်နာလန်ထူချိန်ကလည်းအရေးပါပါတယ်အေးရေးဝအောင်အိပ်ဆက်ခြင်းကကြွတ်သားတွေပြန်လည်တိဆောက်ဖို့နဲ့စွမ်းအင်ဖြည့်တင်ဖို့အတွက်မရှိမဖြစ်လိုအပ်ပါတယ်ဒီအလေးကျင့်တွေကိုတာဝန်တစ်ခုလို့မဟုတ်ဘဲကျမ်းမာရေးနဲ့အသက်ရှိနေနိုင်ဖို့ပျော်ရွှင်တဲ့လေ့ကျင့်မှုတွေအဖြစ်ခံယူသင့်ပါတယ်။ဒီဗီဒီယိုကနေရရှိတဲ့အသိပညာတွေကမိတ်ဆွေတို့ရဲ့ဘဝကိုဘယ်လိုပြောင်းလဲနိုင်တယ်ဆိုတာကိုနားလည်လာမှာပါ။ဒီလိုမျိုးဘဝကိုပိုမိုကောင်းမွန်အောင်ပြောင်းလဲပေးနိုင်မဲ့စာအုပ်ကောင်းတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ဒီ channel ကို follow လုပ်ထားသင့်ပါတယ်နော်။